Hello ဒေါက်တာသီရိ Healthy Living Channel မှာကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုမှာပြောပြခြင်းတဲ့အကြောင်းအရာကတော့ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံနဲ့ယူဂန်ဒါနိုင်ငံမှာ2026ခုနှစ်မေလ15ရက်နေ့မှာစတင်ဖြစ်ပွားခဲ့တဲ့အီဘိုလာရောဂါကူးစက်မှုအကြောင်းဗဟုသုတအနေနဲ့မျှဝေပေးသွားမှာဖြစ်ပါတယ်။အီဘိုလာရောဂါကူးစက်မှုဟာဘွန်ဒီဘူဂျိုဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားတာဖြစ်တယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့2026ခုနှစ်မေလ19ရက်နေ့ဒေတာအချက်အလက်အရအီဘိုလာရောဂါဖြစ်ပွားမှုသည်ရောဂါကူးစက်သူအယောက်916ယောက်အနက်မှာ131ယောက်အသက်ဆုံးရှုံးတယ်လို့သိရပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့2026ခုနှစ်မေလ18ရက်နေ့မှာနိုင်ငံတကာနေ့ဆိုင်နဲ့အများပြည်သူကျန်းမာရေးအရေးပေါ်အခြေအနေလို့ကြေညာထားတယ်။ဒါပေမဲ့တကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေပန်ဒမစ်အဆင့်တော့မရောက်ရှိသေးကြောင်းသုံးသပ်ထားတယ်။လက်ရှိအခြေအနေအရကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့အတူနိုင်ငံတကာသက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေမိဖက်အဖွဲ့အစည်းတွေယောဂကူးစက်မှုကိုတားဆီးနိုင်ရန်ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့သိရှိရပါတယ်။ဝန်ဒီဘူဂျိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့အီဘိုလာရောဂါသည်ထိတွေ့ပြီးနောက်2ရက်ကနေ21ရက်အတွင်းယောဂလက္ခဏာပြနိုင်တဲ့ယောဂလက္ခဏာတွေကတော့ဖျားမယ်မောပန်းနွမ်းနယ်မယ်ကြွက်သားနာကျင်မယ်ခေါင်းကိုက်မယ်လဲပင်နာမယ်အံမယ်ဗိုက်အောင်မယ်ဝင်းလျှောမယ်ခန္ဓာကိုယ်မှာရာပြီးအနီရောင်အဖုအပိတ်တွေထွက်လာမယ်ရင်ဘတ်အောင်မယ်ခန္ဓာကိုယ်အတွင်းနဲ့အပြင်သွေးယိုခြင်းစတာတွေဖြစ်နိုင်ပါတယ်အီဘိုလာရောဂါပိုးခန္ဓာကိုယ်ထဲကိုဘယ်လိုမျိုးကူးစက်ဝင်ရောက်နိုင်လဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပေးသွားပါမယ်ပိုးကူးစက်ခံရသူရဲ့သွေးခန္ဓာကိုယ်မှထွက်တဲ့အရည်များနှင့်ဓာတ်ရိုက်ထိတွေ့ခြင်းသို့မဟုတ်ယောဂပိုးကန့်ညိနေသောမျက်နှာပြင်များနှင့်ဓာတ်ရိုက်ထိတွေ့ခြင်းတို့မှတဆင့်လူအချင်းချင်းကူးစက်ပြန့်ပွားစေနိုင်ပါတယ်။အီဘိုလာရောဂါမှာကာကွယ်ရန်နည်းလမ်းများကိုဆက်လက်ပြီးပြောပြပေးသွားပါမယ်။လက်ကိုမကြာခဏဆေးကြောပါဖျားနာသူများရဲ့သွေးနှင့်ခန္ဓာကိုယ်အရည်များဖြစ်တဲ့သတွေးချွေးအံဘတ်စတဲ့အရည်များနှင့်ထိတွေ့ခြင်းကိုရှောင်ကျဉ်ပါယောဂကူးစက်ခံရသူရဲ့သွေးသို့မဟုတ်ခန္ဓာကိုယ်အရည်များနှင့်ထိတွေ့နိုင်တဲ့အရက်ခင်းအဝတ်အစားများနှင့်ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့်ထိတွေ့ခြင်းကိုရှောင်ကျဉ်ပါယောဂကြောင့်အသက်ဆုံးရှုံးသွားတဲ့ခန္ဓာကိုယ်ကိုအကာအကွယ်ပစ္စည်း PPE ဝတ်ဆင်ထားတဲ့ဒူသာလျင်ကင်တွယ်ရန်လိုအပ်တယ်။အီဘိုလာရောဂါကိုဓာတ်ခွဲခန်းစစ်ဆေးမှုမှတဆင့်သာအတည်ပြုနိုင်တယ်။ဝန်ဒီဘူဂျိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့အီဘိုလာရောဂါအတွက်အတည်ပြုထားတဲ့ကုသမှုသို့မဟုတ်ကာကွယ်ဆေးမရှိသေးပါ။ရောဂါအခြေအနေပေါ်မူတည်ပြီးရေဓာတ်ဖြစ်ပေးမယ်၊အီလက်ထရိုလိုက်ဖြစ်ပေးမယ်အောက်ဆီဂျင်နဲ့သွေးပေါင်ချိန်တည်ငြိမ်အောင်လုပ်ပေးမယ်စတဲ့နည်းလမ်းများဖြင့်သာယောဂသက်သာအောင်ကုသပေးနိုင်ပါတယ်။နောက်ဆုံးအနေနဲ့ပြောရရင်အီဘိုလာရောဂါဖြစ်ပွားနေတဲ့နေရာဒေသမှာနေထိုင်သူများနေရာဒေသမှာထွက်ခွာလာသူများနဲ့ထိတွေ့မိသူများရှေ့မှာဖော်ပြထားတဲ့ယောဂလက္ခဏာတွေပေါ်ပေါက်ခဲ့မယ်ဆိုရင်နီးစပ်ရာဆေးရုံမှာအမြန်ဆုံးစစ်ဆေးကုသမှုခံယူရန်အရေးကြီးပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကျန်းမာရေးဘုသူတနဲ့ပတ်သက်တဲ့ update အချက်အလက်များကိုဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ဒေါက်တာသီရိ Healthy Living Channel ကို subscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်ရှင်။ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြရအောင်။